တွေသတ်မှတ်တဲ့ဟာကိုလေ့လာမယ်ပေါ့အဲ့တော့ကျွန်တော်ကဘယ်တွေကိုသွားမလဲဆိုတော့ pricing တွေကိုသွားလိုက်မယ်ဒီမှာဆိုသက်ဆိုင်ရာပေါ့နော်ရွှေရိုးစားတွေရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့သူ့မှာပါဝင်တဲ့တွက်ချက်ပုံတွေကိုကျွန်တော်တို့ကဒါကိုကျိုင်းတဲ့ရနီလန်းနဲ့တွက်ချက်လို့ရပါတော့တစ်ချက်ပေါ့နော်တစ်ချက်မှာ16ပဲပြီးတော့မှတစ်ဘဲမှာ8ရွေးပေါ့နော်စာတွေဒီလိုပုံစံထုတ်လိုက်မယ်အဲ့တော့ grandအားထွက်ထားပါတော့16 3.9အနေနဲ့လဲဒါကျွန်တော်တို့တွက်မယ်ဆိုရင်လည်းတွက်လို့ရပါတော့မဟုတ်ဘူးအဲ့လိုမှမဟုတ်ဘူးကျွန်တော်တို့တွေကဒီ16.6ကိုပဲ apply လုပ်မယ်ဆိုရင် apply လုပ်လို့ရတယ်အဲ့တော့ကျွန်တော်တို့တွေကနော်ဒီမှာဆိုရင်သူ့ရဲ့ ratio ရဆို15ပဲဆိုတာအတွင်းဇက်ပေါ့နော်ဒါဆိုကျွန်တော်တို့တွေကဒါ7ခွန်ပေါ့နော်အဲ့ဒါတစ်ချက်သားနဲ့တစ်ဘဲပေါ့ဒီလိုပုံစံတော့ ratio လေးတွေဒါထည့်ပြီးသားထွက်လိုက်မယ်ဒါတော့ system က auto ပါပြီးသားပေါ့အဲ့ကျွန်တော်ဟုတ်ပြီဒီမှာကျွန်တော်တို့ရောင်းသေးသတ်မှတ်ခြင်းနဲ့ရောင်းသေးသတ်မှတ်နမူနာပေါ်ထားပါတော့ကျွန်တော်က10သိန်းဒါ100နဲ့မှ9သိန်းပေါ့နော်ကျွန်တော်ထည့်လိုက်တယ်ထည့်လိုက်ပြီးတော့မှကျွန်တော်ဘာလုပ်မလဲဒီဘက်က refresh ဆိုတဲ့ခလုတ်လေးကိုနှိပ်လိုက်မယ်အားလုံး auto update ထွက်သွားလိမ့်မယ်အဲ့မှာကျွန်တော်ကဘာရှိလဲဆိုလို့ရှိရင်ဒီမှာတချို့ဟာလေးတွေကနော်ကနန်းစွန်းနေတဲ့ဟာလေးတွေရှိရပါတော့အဲ့ကနန်းစွန်းနေတဲ့ဟာလေးတွေကျွန်တော်တိုးချင်တယ် short ချင်တယ်ဆိုကျွန်တော်ဘယ်မှာထည့်လို့ရမလဲဆိုတော့ဒီ extra price မှာထည့်လို့ရမယ်ဒါပေါ်တော့ကျွန်တော်ကနောက်က988.2လေးကိုဖယ်ခြင်းတယ်ဆိုတော့မို့လို့ကျွန်တော်ကအနှုတ်နဲ့ပေါ့နော်988.2ဆိုတဲ့ဟာမျိုးလေးထည့်လိုက်မယ်အဲ့ဒါဆိုသူကနော်ကိန်းတွေးပုံစံလေးထွက်သွားလိမ့်မယ်ပေါ့နော်ဒီ15ပဲရင်မှာအဲ့လိုပဲဒါဆိုသူကတဂရန်ဈေးကိုဒီဘက်ကတော့တတ်မှတ်တာအဲ့လိုပဲကျွန်တော်ဝယ်မယ်ဈေးပေါ့နော်ဒါကျွန်တော်ဘယ်လောက်နဲ့ကောက်မလဲပေါ့နော်100နဲ့ကောက်မယ်ဆိုလဲ100စသည်တဲ့အဲ့လိုပုံစံပဲထည့်မယ်ထည့်ပြင်ကျွန်တော် refresh လေးကိုနှိပ်လိုက်မယ်ဆိုရင်ဒါကတော့ဒါရွှေသေးတွေဒါထည့်တဲ့နီလန်လေးပြီးသွားလိမ့်မယ်ပေါ့ပြီးတော့ကျွန်တော်ဒါစိန်ကြောက်တယ်တွေထည့်ပေါ့နော်စိန်ကြောက်တွေထည့်မယ်ဆိုလို့ရင်ထားပါတော့ကျွန်တော်ကဒီ90စီးပေါ့နော်90စီးကိုထားပါတော့ကျွန်တော်ကDEF ကာလာပေါ့နော် DEF ကာလာVV S1 ပေါ့နမူနာပေါ့နော်ဒီ type လေးတစ်ခုတိဆောက်လိုက်တယ်ပြီးတော့ဒီ diamond ပေါ့ကျွန်တော်ဟုတ်ပြီ unit ကိုကျွန်တော်ကဘာနဲ့ကောက်လို့မှာလဲเนาะ carat လားထားပါတော့เนาะဒီယရီနဲ့လားစသည်တွေပေါ့နော်ကျွန်တော်ကထားပါတော့ယရီနဲ့ကောက်လို့မယ်အဲ့တော့ကျွန်တော်ကဘာဈေးနဲ့သတ်မှတ်ချင်တယ်ဒေါ်လာပေါက်ဈေးနဲ့သတ်မှတ်ချင်တယ်ဆိုကျွန်တော်က USD ဆိုတာကိုထည့်ထားလိုက်မယ်အဲ့တော့ကျွန်တော်ကဒီတရဒီကိုဘယ်လောက်ပေါက်လဲဆိုထားပါတော့ကျွန်တော်တို့ကဒေါ်လာ450ပေါက်တယ်ပဲဆိုပါတော့450ပေါက်တယ်ဆိုရင် system MMK နဲ့တွက်တဲ့အချိန်မှာ22သိန်းဝယ်ပေါ့နော်အဲ့ဒါကိုသူကရတန်နော်ရဒီကနေကျွန်တော် gram ဖွဲ့တယ်ဆိုရင်တော့ gram လို့ gram ဆိုလို့ရှိရင်သူကဒါ120ကျော်ပေါ့နော်ဒီလိုပုံစံတော့ဒါကတော့ gram ဈေးပေါ့ကျွန်တော်တို့တွေက basic ကနောက်ွယ်မှာအလုပ်လုပ်မှာ gram ကို base ယူပြီးเนาะတချို့ calculation ပိုင်းလေးတွေပါတာပေါ့နော်သူကဒါ gram နဲ့ရဒီရဲ့ဆက်သွယ်ချက်ရတွက်ပေးလိုက်တယ်ဒါပေမဲ့ဒီ450ကဘာကိုရည်ညွှန်းလာလဲဆိုတော့ဒါကျွန်တော်တရဒီဈေးကိုကျွန်တော်တို့ကရည်ညွှန်းတာဒီလိုပုံစံလေးထွက်လိုက်မယ်အဲ့လိုပုံစံပဲကျွန်တော်တို့တွေကနော်စိန်နေဒီကြောက်တွေကိုဒီ diamond price တွေကိုသတ်မှတ်ပေးရမှာပေါ့နော်ဒါပါတော့GM jam ပေါ့သူဒီ jam ထွက်တယ်unit ကဘာနဲ့သတ်မှတ်ချင်တာဒါပါတော့ကျွန်တော်တို့ကြက်ပဲရွေးနဲ့သတ်မှတ်မှာလားဒါကျွန်တော်ဒါကြောက်တွေကိုစတဲ့ကျွန်တော်တို့ကဒါပါတော့ပဲနဲ့သတ်မှတ်တယ်ပဲဆိုပါတော့ဒါမှမဟုတ်ရွေးနဲ့ပေါ့နော်ရွေးနဲ့သတ်မှတ်တယ်ပေါ့အဲ့တော့သူ့ MMK နဲ့သတ်မှတ်ချင်တယ်ပေါ့နော်ဟုတ်ပြီတရွေးထားပါတော့တရွေးကိုကျွန်တော်က3သိန်းလို့သတ်မှတ်မယ်ဒါဆိုလို့ရှိရင်เนาะ diagram ဆိုလို့ရှိရင်ねသူကဒါ9သိန်းကျော်လောက်ထွက်သွားလိမ့်မယ်เนาะဒီလိုပုံစံထွက်လိုက်သူကဒါ gram ကို convert လုပ်သွားတာမဟုတ်လို့เนาะဒါဆိုဒါကျွန်တော်ကရွေးနဲ့သတ်မှတ်လိုက်တာဒီလိုပုံစံမျိုးတွေလည်းဒါကျွန်တော်တို့ကသတ်မှတ်လို့ရတယ်ဒါကတော့ဒါကျွန်တော်တို့ဒါစိန်နေဒါကြောက်တွေဒါကျွန်တော်တို့ဒါသတ်မှတ်တဲ့နီလန်လေးပေါ့เนาะ